တကယ်ကိုတန်ဖိုးရှိတဲ့ယောက်ျားတစ်ယောက်ဆိုတာစကားတွေအများကြီးပြောနေတဲ့သူမဟုတ်ဘူးကွာတာဝန်ယူရတဲ့သူကိုခေါ်တာယောက်ျားတစ်ယောက်ဖြစ်လာပြီးတန်မာနေရမယ်လို့မဆိုလို့ဘူးဒါပေမဲ့ပင်ပန်းနေရင်တော့မပြိုလဲသွားအောင်တော့ထိန်းထားရတယ်ကိုဘလောက်ပဲစိတ်သက်ကြနေပါစေကိုလူတွေရှေ့မှာအားနဲ့မပြရအောင်ဘာလို့လဲဆိုတော့သူတို့ရဲ့အေးချမ်းမှုကကိုပခုံးပေါ်မှာမိခိုနေလို့ပဲရှင်းချက်တဲ့ယောက်ျားတစ်ယောက်ကခံစားချက်နောက်ကိုပဲကောက်ကောက်ပါအောင်လိုက်မနေဘူးချစ်သူရှိလာရင်တော့ကိုယ့်ရည်မှန်းချက်ကိုအပြောက်မခံဘူးလို့အချစ်ကြောင့်လဲဘဝကိုဖျက်ဆီးမခံဘူးတကယ်ချစ်တတ်တဲ့ယောက်ျားတစ်ယောက်ကလေအတ္တနဲ့ပိုင်ဆိုင်နေတာထက်ဘလောက်တာဝန်ယူပေးနိုင်လဲဆိုတာကပိုအရေးကြီးမှနားလည်ထားတယ်တန်ဖိုးရှိတဲ့ယောက်ျားဆိုတာလူတွေရှေ့မှာဟန်လုပ်ပြီးတန်မာပြနေတာမျိုးမဟုတ်ဘူးကိုမိသားစုကိုချစ်တဲ့သူတွေစိတ်မပင်ပန်းရအောင်တိတ်တိတ်လေးရုန်းကန်ပေးနေတဲ့သူမျိုးအန်ဒီရယ်တွေကြုံလာရင်တော့နောက်မဆုတ်ပဲရှေ့ဆုံးကနေရင်ကော့ပြီးကာကွယ်ပေးရရမယ်ငါရှိတယ်ဘာမှမကြောက်နဲ့ဆိုတဲ့လုံခြုံမှုပေးနိုင်ရမယ်အဲ့ဒီလိုလုံခြုံမှုပေးနိုင်တာကပဲယောက်ျားတစ်ယောက်ရဲ့အကြီးမားဆုံးဆွဲဆောင်မှုပဲကွာနောက်ဆုံးတော့လေယောက်ျားပီတာတယ်ဆိုတာအတန်ကြဲကြဲអော်နိုင်တာမဟုတ်ဘူးစိတ်သက်ခိုင်မာတာကိုယ်စကားကိုတန်ဖိုးထားတာတာဝန်မရှောင်တာနဲ့ကိုယ့်လူတွေကိုကာကွယ်ပေးနိုင်တာအဲ့လိုယောက်ျားမျိုးမှသာတကယ်ကိုလေးစားမှုခံရတာကွာပတ်စံမရှိတဲ့အမျိုးသားတစ်ယောက်ဟာဘဝမှာစကားပြောခွင့်မရှိတဲ့သူနဲ့တူပါသင်ဟာအဲ့ဒီအခန်းထဲမှာအသိဉာဏ်အရှိဆုံးအမျှော်မြင်ဆုံးသူဖြစ်နေပါစေဦးတော့သင်အိတ်ကတ်ထဲမှာပတ်စံမရှိဘူးဆိုရင်ဘယ်သူကမှသင်စကားတခွန်းကိုမှနားထောင်ကြမှာမဟုတ်ပါဘူးဒါကရက်ဆက်လွန်းတဲ့လောကဓာတ်အမှန်တရားပဲသင်မှာငွေမရှိတဲ့အခါသင်ရဲ့ပတ်ဝန်းကျင်တင်မကဘူးသင်ရဲ့မိသားစုနဲ့သင်ရဲ့အရင်းနှီးဆုံးတငယ်ချင်းတွေတောင်မှသင်ပေါ်လေးစားမှုလျော့နေလာပါလိမ့်မယ်သင်ရဲ့တန်ဖိုးဟာသင်ရဲ့ဝင်ငွေအပေါ်မှာပဲဖြတ်ပစ်လိုက်သလိုဖြစ်နေတတ်ပါလားဒါကြောင့်ဒီတိုင်းထိုင်ကြီးမနေပါနဲ့တော့နေ့တိုင်းကိုမနှက်ဖြန်ဆိုတာမရှိတော့မဲ့အတိုင်းအာသွန်ခွန်ဆိုင်ထနိုးပြီးစူးစမ်းအလုပ်လုပ်ပါကိုခြေထောက်ပေါ်ကိုရက်ပြီးသင်ရဲ့ငွေကြေးအခြေအနေကိုအရင်ဆုံးအမြန်ဆုံးပြုပြင်တည်ဆောက်ပါဘာလို့လဲဆိုတော့ဒီကဘာကြီးပေါ်မှာငွေကြေးကသာသင်အတွက်တိုက်ပွဲတွေကိုရင်ဆိုင်ဖြည့်ရှင်းပေးနိုင်လို့ပါသတိရပါသင်ဟာအနှစ်သာရမရှိတဲ့စကလုံးတက်တွေနဲ့တင်ဘာတိုက်ပွဲကိုမှအနိုင်မတိုက်နိုင်ပါဘူးသင်ရလက်နဲ့သင်ငွေကြေးအင်အားကသာအကျယ်လောင်ဆုံးစကားပြောပြပါလိမ့်မယ်ဒီအကြောင်းအရာလေးကသင်ကိုခွန်အားပေးတယ်ဆိုရင် comment ထဲမှာရေးပေးခဲ့ဦးနော်